မင်္ဂလာပါစီယိုရပြီးတရုံပြီးလို့ရှိရင်ဘယ်လောက်ကြာမှပေါ့နော်ဒီဘက်ကိုထွက်ရလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြပြပေးပါမယ်အဲ့ဒါကတော့ဒီចောင်းသားဘော်ရဲ့ agency ပေါ့နော် agency ရဲ့ပြီးတော့ကိုတက်မဲ့ចောင်းမှာမူတည်ပြီးတော့ကွဲသွားမှာပေါ့နော်တချို့ចောင်းတွေကြတော့လေလေးလပိုင်းတရက်နေ့ရဖွင့်တဲ့ចောင်းပဲရှိတယ်လို့တချို့ចောင်းတွေကြတော့လေလေးလပိုင်း10ရက်15ရက်မှာဖွင့်မဲ့ចောင်းတွေလည်းရှိတယ်ကွာဆော့ဖွင့်မဲ့ចောင်းတွေကကြတော့ကိုတို့ဒီဗီဇာရိုက်စွာနဲ့ဒီစောစောလေးလမ်းမဖြတ်ပြီးတော့စောလေးသွားကြပါတယ်ဒီနောက်ကြပြီးမှဖွင့်တဲ့အကြောင်းတွေကြတော့လေနေလမ်းဘက်ပေါ့နော်နောက်ကြပြီးမှဖြတ်ပြီးတော့နောက်ကြပြီးမှသွားတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ဒီတစ်ချောင်းနဲ့တစ်ချောင်းတယောက်နဲ့တယောက်ပေါ့နော်မတူကြပါဘူးလပိုင်းအကြောင်းတွေကတော့များသောအားဖြင့်ကတော့၄လပိုင်းပထမအပတ်ထဲနဲ့ဒုတိယပတ်ထဲဖွင့်တာများတယ်ပေါ့နော်ဒါပေမဲ့ပထမပတ်ထဲမှာဖွင့်တဲ့အကြောင်းတွေကများမယ်လို့ထင်ပါတယ်ဆိုတော့လပိုင်းပထမအပတ်မိအောင်ကြားရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးသွားတဲ့အခါမှာဆိုလို့ရှိရင်ပြောရလဲပေါ့နော်စီအိုစောရပြီးတော့တန်ယုံဗီဇာစောရတယ်စောရတဲ့အတွက်ကြောင့်မလို့ဒီလင်းလက်မှတ်ကိုစောလေးဖြတ်ကြတယ်ပေါ့နော်စောလေးဖြတ်ပြီးတော့ဒီကြောင်းစောလေးသွားကြတယ်တက်တယ်လေပေါ့နော်စောသွားခြင်းနဲ့စောသွားခြင်းပေမဲ့တချို့လူသွားများတဲ့ရက်တွေကြတော့လေဒီလင်းလက်မှတ်ကဖြတ်လို့မရဘဲနဲ့ပေါ့နော်ပြည့်နေတာမျိုးတွေရှိပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကြတော့ကိုသွားခြင်းတဲ့ရက်မဟုတ်ဘဲနဲ့ပေါ့နော်နည်းနည်းလေးနောက်ဆုတ်ပြီးတော့လင်းလက်မှတ်ဖြတ်ရတာမျိုးတွေနည်းနည်းလေးစောပြီးတော့လင်းလက်မှတ်ဖြတ်ရတာမျိုးတွေရှိတယ်ပေါ့နော်အတိအကျရေးပြောလို့တော့မရပါဘူးတို့တော့လာခဲ့တော့ကတော့၄လပိုင်းတော့မဟုတ်ဘူး10လပိုင်းဆိုတော့လေဒါပေမဲ့ကိုတို့တော့ဒီ COE အောင်တင်ထွက်တယ်ပြီးတော့ကြတော့အခုတို့ဒီဗီဇာယူပြီးတော့ဗောနော်လေလမ်းမှတ်ဖြတ်တယ်ဒီရောက်ဖို့ဗောနော်ဘယ်လောက်ကြာလဲဆိုတော့အခုတို့ကြတော့10လပိုင်း4ရက်နေ့ဒီဂျပန်ဝင်လာဆိုတော့အခုတို့တော့20ဗောနော်ဒီက20ပတ်ဝန်းကျင်လောက်ပဲဒီတန်ရုံးဝင်ပြီးတော့ကြာခဲ့တာဗောနော်အဲ့ဒါကြတော့တယောက်နဲ့တယောက်မတူကြဘူးတချို့ကြတော့လေကျောင်းကနောက်ကြပြီးမှဖွင့်မယ်ဒါပေမဲ့ဒီမှာစောပြီးတော့နေခြင်းတဲ့အတွက်ဗောနော်ကျောင်းမဖွင့်ခင်အလဲပတ်သွားခြင်းတာဗာမျိုးတွေရှိတယ်ဗောနော်အဲ့လိုမျိုးကြောင့်ဒီဘက်ကိုစောပြီးတော့လာတာမျိုးတွေရှိတယ်ဗောနော်အဲ့ဒါမျိုးကြတော့ကိုတူကိုအစီအစဉ်နဲ့ကိုလာရတဲ့အခါမျိုးတွေရှိတယ်ဗောနော်အဲ့ဒါကြတော့တချို့ကြတော့လည်းအဲ့လိုမျိုးကိုအစီအစဉ်နဲ့ကိုသွားလို့မရဘူးကျောင်းသားအကုန်လုံးတူတူသွားရမယ်ဆိုတော့ကျောင်းတွေလည်းရှိတယ်ဗောနော်အဲ့ဒါကြတော့ကျောင်းပေါ်မှာမူတည်ပြီးတော့ခွာသွားပါလိမ့်မယ်များသောအားဖြင့်ကတော့အကုန်လုံးဟုတ်ပါတယ်များသောအားဖြင့်ကတော့အကုန်လုံးဗောနော်ကျောင်းကကျောင်းသား10ယောက်ရှိတယ်ဆိုရင်10ယောက်လောက်တူတူသွားရတာများပြီဗောနော်ဘာလို့ဆိုလို့ရှိရင်ဟိုဘက်ကျောင်းကကြိုတာတွေဗောနော်အဲ့လိုမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့များသောအားဖြင့်ဗောနော်ကျောင်းသားတွေဗောနော်တူတူသွားရတာများပါတယ်အဲ့တော့ဗောနော်အခုတို့ဒီဘက်ကိုတန်ရုံးဝင်ပြီးတော့ဘယ်တော့လောက်ထွက်ရလဲဗောနော်ဘယ်တော့လောက်သွားရလဲဆိုလို့ရှိရင်တော့အခုတို့အဓိကမူတည်တာကတော့ကျောင်းဖွင့်တဲ့ရက်ကလေရင်လက်မှတ်ပေါ့နော်လေရင်လက်မှတ်ရတဲ့တိတ်ရမူတည်ပြီးတော့တစ်ချောင်းနဲ့တစ်ချောင်းတော့မတူဖြစ်သွားနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တော်တော်များများလေအခုတော့လည်း10လပိုင်းကိုတို့သွားခြင်းတဲ့ရက်ကိုဒီ agency ကိုပြောတယ်ပေါ့နော်ဒါပေမဲ့အဲ့ရက်မှာဒီလူကျောင်းသားတွေသွားတာများတဲ့အတွက်ကြောင့်မလို့ပေါ့နော်လေရင်လက်မှတ်ဖြတ်လို့မရတာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်နောက်နည်းနည်းလေးစုပ်ပြီးတော့လေရင်လက်မှတ်ဖြတ်ရတာမျိုးတွေရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးကြောင့်လေရင်လက်မှတ်ဖြတ်လို့ရတဲ့နေ့နဲ့ပေါ့နော်ကိုကျောင်းဖွင့်တဲ့ရက်ပေါ်မူတည်ပြီးတော့ခေါ်သွားပါမယ်ပြီးတော့လေးလာမယ့်ပထမဒုတိယပတ်မှာဖွင့်တာများတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပစ္စည်းတွေပါတယ်ဝယ်တာလုံးဆက်ရှိရလောက်တာကြတော့အခုတို့တစ်လအလွန်ဆုံးပေါ့နော်တစ်လလောက်ပဲအချိန်ရတာဖြစ်ပါတယ်ဆိုတော့အဲ့တော်တွန်းပေါ့နော်အင်ကြီးချုပ်တာပါညာပေါ့နော်အဲ့လိုမျိုးအချိန်ပေးရတဲ့ဟာတွေဆိုလို့ရှိရင်စောလေးလောက်ထားပါဒိန်းမကုန်တဲ့ပစ္စည်းတွေဆိုတော့ကြိုပြီးတော့နည်းနည်းချင်းတွေဝယ်ထားပါနော်တရက်ထဲစုပြီးတော့ဝယ်ရတာတွေကလည်းအခိုင်းနဲ့ဒီဂုံပြီးအောင်ဝယ်နိုင်ပေါ့နော်နည်းနည်းလေးဟိုကကျန်တာတရားကျန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒိန်းအများကြီးခံရရတယ်ဆိုလို့ရှိရင်ကြိုပြီးတော့ဝယ်ထားပါအင်ကြီးတွေပါတွေချုပ်ချင်တယ်ဆုတွေပါတွေချုပ်ချင်တယ်ပေါ့နော်မြန်မာဝတ်စုံတွေပါချုပ်ချင်တယ်ဆိုရင်လည်းတခါတည်းကြိုချုပ်ထားပါအဲ့ဒါတွေအချိန်ပေးရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့စားစရာတောက်စရာပေါ့နော်ဒီ experience တွေသိပခံတဲ့ဟာတွေကတော့တော့ကနေမှဝယ်ပေါ့နော်ဘာလို့ဆိုလို့ရှိရင်ဒီကြာလို့ရှိရင်စိတ်ကုန်သွားမှာဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ပေါ့နော်ဒါတွေကဘာလို့ပြပြတာလဲဆိုလို့ရှိရင်ဟိုတချို့သူတွေအတွက်ကြတော့ဒါတွေကတည်တယ်လွယ်တယ်လို့ထင်ရပေမဲ့ပေါ့နော်တချို့ကြတော့လည်းမသိဘူးပေါ့နော်မသိတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးစိတ်ပူတာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်သိတဲ့လောက်လေးတွေအမေးများတာလေးတွေကိုပြန်ပြီးတော့ပြောပြပေးတာပေါ့နော်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်